ငါတို့မန်းလေးသားတွေဆိုတာကွာမန်းလေးကိုချစ်လို့မန်းလေးသားကိုဖြစ်ချင်လို့ကိုမန်းလေးသားဖြစ်ရတာပါနော်မန်းလေးကိုချစ်လွန်းလို့ကိုငါတို့ကမန်းလေးသားဖြစ်နေတာအဲ့အကြောင်းလဲငါပြောရအောင်မယ်ငါပြောရအောင်မယ်2000ခုနှစ်လောက်ကကွာငါရန်ကုန်သွားနေတာငါရန်ကုန်သွားနေတာနော်2000ခုနှစ်ကလွန်ခဲ့တဲ့25နှစ်ကငါရန်ကုန်သွားနေတာအိုးရန်ကင်းဦးချမောင်လန်းနဲ့ကဂုတ်တလစ်ထဲမှာနော်နေသူအိမ်လန်းထဲမှာငါနေခဲ့သေးတယ်ငါရန်ကုန်ကိုကြိုက်တယ်နေရတာလည်းကြိုက်တယ်အစားတော့လည်းအဆင်ပြေတယ်ဝေစားပါညာဝယ်ရတာလည်းအဆင်ပြေတယ်နော်ကောင်မလေးတွေကြည့်ရတာဘိုးအဆင်ပြေတာပေါ့ကွာနော်ဒါအမှန်တိုင်းပြောတာငါရန်ကုန်ကိုငါကြိုက်တယ်ဒါပေမဲ့ငါမနေနိုင်ဘူးမင်းတို့မျိုးကိုငါမနေနိုင်ဘူးငါမန်းလေးသားယောဂါမရဘူးနော်ငါတို့မန်းလေးသားတွေကမင်းငါတွေမဟုတ်ဘူးမန်းလေးသားအကုန်ကတော့ဒီနေရာမှာထပ်တူကြလိမ့်မယ်လို့ငါကတော့ယုံကြည်တယ်ဘာလို့ယုံကြည်တာလဲလို့ပြောလို့ရှိရင်ကွာလွန်ခဲ့တဲ့2000ခုနှစ်လောက်ကဆိုတော့ကွာကားတွေကမပေါ်သေးဘူးကွာရန်ကုန်မှာလည်းမပေါ်သေးဘူးမန္တလေးမှာလည်းတိတ်မပေါ်သေးပါဘူးကွာနော်ကိုပိုင်ကားတွေအဲ့လောက်ကြီးမပေါ်သေးတဲ့အခါကျတော့ငါတို့ညနေရောက်ရင်ငါတို့မန္တလေးသားတွေကမင်းတို့ရန်ကုန်မပြောတော့ဘူးငါပြန်ညင်တာညနေရောက်ရင်ငါမန္တလေးငါလွမ်းပြီငါညနေမဆောင်နဲ့နော်ကြံတဲ့ချိန်နေမင်းတို့မျိုးငါပြောတယ်ငါညနေဆောင်ရင်ငါမန္တလေးမျိုးရိုးလွမ်းပြီနော်ဘာနဲ့မှကိုတားမရအောင်လွမ်းသွားတာပဲဘာလို့လို့ဆိုငါပြောရအောင်မယ်ကွာငါတို့ညနေဆောင်ရင်ကွာအဲ့ခေတ်ကဆိုရင်ငါတို့လက်ထဲမှာပတ်စံငါတို့တငယ်ချင်းတွေအဲ့ရန်ကုန်ကငါတငယ်ချင်းတွေရှိတယ်ငါတို့4-5ယောက်ပတ်စံရှိတယ်ကွာ4-5-6,000ကွာနော်အဲ့4-5-6,000ကငါတို့ကဘီယာတောက်ချင်တာဘီယာတောက်ဖို့အတွက်ကလောက်တယ်ငါတို့ကတက်စီဘိုးမရှိတာမင်းတို့ရန်ကုန်မှာဘီယာတောက်ဖို့ကရိုးရိုးမရဘူးမင်းတို့စီကတက်စီဘိုးလေးနဲ့မှရတာနော်တက်စီကအဲ့ခေတ်ကအတော်2500ပေါ့ကွာအပြန်မိုးချိုးရင်3000ဆိုထားပါ9500ငါတို့အဲ့တက်စီကပဲရှိတာမင်းနော်ငါတို့တက်စီစီးသွားလို့ရှိရင်ဘီယာဆိုင်ကိုတောက်ပြီးပြန်မှာမဟုတ်ဘူးငေးပြန်လေရမှာနော်အဲ့လိုအနေထားငါတို့ကဘီယာဘိုးရှိတယ်တက်စီဘိုးမရှိဘူးတက်စီဘိုးရှိရင်ငါတို့ကဘီယာဘိုးမလောက်ဘူးအဲ့လိုဆိုတော့ငါတို့မပြောဘူးညနေဆောင်ရင်ငါမန်းလေးပြန်ညင်ပြီနော်တို့မန်းလေးကွာဆိုင်ကယ်တဲ့စီ1000မို့တယ်လို့ကတော့မင်းမန်းလေးမျိုးကြီးပတ်လေရောနော်ပတ်လေရောမင်းစော်တင်ပြီးတော့ကိုလွှင်းလိုက်လို့ရသေးတယ်စီမို့1000နဲ့မင်းမန်းလေးမျိုးတစ်ခွင်ကတော့ပြည့်စင်ပဲနော်ရပြီကွာမင်းတို့ရန်ကုန်မှာကွာ